EUVHORIA Euphoria Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီ Euphoria page ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ပြောမယ့် podcast ကတော့ဘာအကြောင်းပြောရင်ကောင်းမလဲဆိုလို့ရှိရင်မမေရင်တော့မမေပြောခဲ့လို့ပဲပေါ့နော်မမေကစူးစမ်းနေတဲ့ဒုတိယဖြစ်တယ်ဆိုတော့စူးစမ်းနေတဲ့သူဆိုတော့ဘာတွေဖြစ်တော့ဆိုရင်အောင်မြင်ဖို့လမ်းတွေရှာရတယ်ပေါ့နော်အောင်မြင်စတဲ့ຢာတွေကမအောင်မြင်သေးဘူးပြီးတော့ကိုဖြစ်စတဲ့ຢာတွေကလည်းစင်ပြင်းနဲ့ရောက်ရှိနေတယ်ပေါ့နော်ဆိုတော့အခုကျွန်တော်ဒီရှောက်လမ်းသွားနေအောင်မြင်တဲ့လမ်းကိုသွားနေတဲ့လမ်းတစ်လျှောက်မှာမြင်တွေ့ရတဲ့ကြုံတွေ့ရခဲ့ရတဲ့အရာလေးတွေတချို့ကိုကျွန်တော်ပြောပြချင်တယ်ပေါ့နော်အမှန်တိုင်းပြောရလို့ရှိရင်ဒီလမ်းကတော့အရန်ကျန်းတန်းတယ်ပေါ့နော်ကျန်းတန်းတယ်ဆိုတာထက်လောကဓာတ်ရိုက်ခတ်မှုလည်းမဟုတ်ဘူးအဓိကကိုယ်စိတ်ကိုနိုင်အောင်ထိန်းတက်ဖို့အရင်ရေးကြည့်ရပေါ့နော်စိတ်ကတော့အရင်အရေးကြီးရပေါ့နော်သူရဲ့ပထမဆုံး priority အနေနဲ့မြင်မိတဲ့အရာပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ဒီစိတ်ကပဲကိုယ်ရှေ့ဆက်မလားနောက်ဆုတ်မလားဒါမှမဟုတ်ကြံနေခဲ့မလားလမ်းပြောက်သွားမလားဆိုတာကိုဆုံးဖြတ်ပေးတဲ့အရာပေါ့နော်ဒီရဲ့လမ်းကပြောရမယ်ဆိုလို့ရှိရင်မတေချာပေါ့နော်မဖြစ်ချင်တဲ့အရာကြတော့နည်းနည်း feels ကအရင်အကျယ်ထဲမှာဟုတ်ဘူးဒါပေမဲ့ feels ရှင်းနေဒါပေမဲ့ကို potential ရှိမှာပေါ့နော် potential ရှိမှာဆိုတာချက်ကန်နဲ့လဲဆိုင်နေတာ but however I will make it ပေါ့နော် I will try to make it happen ပေါ့နော်အဲ့လိုမျိုးတော့အခုတည်းတော့ယုံကြည်နေတော့ပေါ့နော်ကိုလုံနိုင်မယ်ဆိုတာကိုအဲ့အရာကိုယုံကြည်နေတော့ပေါ့နော်ပြီးတော့လည်းစူးစမ်းနေရပေါ့နော်အဲ့ဒီရဲ့စူးစမ်းခြင်းနဲ့စိတ်ဒီရဲ့ဒီစူးစမ်းတဲ့စိတ်ရှိနေရတဲ့မင်းလမ်းတဝက်မှာလည်းလမ်းပြောက်သွားတာမျိုးတွေရှိပေမဲ့ဒီရဲ့စိတ်နဲ့ပဲပြန်ပြီးတော့မှရှေ့ဆက်တယ်ပေါ့နော်အဲ့ဒါအရင်အရေးကြီးရလို့ထင်တယ်ပြီးတော့ဒီသွားနေတဲ့တခြားမှာမင်းကြားရှုံမှုတွေအများကြီးတွေ့ရတယ်ပေါ့နော်ကိုယ်အလုပ်ချင်တဲ့အလုပ်နယ်ပယ်မှာမလုပ်ရတော့အခုတခြားနယ်ပယ်မှာအလုပ်လုပ်နေရပေါ့နော်အဲ့နယ်ပယ်တကူကဒီရနဲ့တော့ဆက်ဆက်မှုတော့ရှိရဆိုပေမဲ့but sometimes တခါတလေကြတော့ငါဒီရဲ့နေရာမှာအချိန်ဖြုံးမိတယ်လို့မျိုးများဖြစ်သွားမလားပေါ့နော်အဲ့လိုမျိုးလေးလည်းတွေးမိရပေါ့နော်အဲ့အရာတွေကလည်းတခါလေကြတော့ကိုပြန်ပြီးရိုက်ခတ်လာရပေါ့နော် it's really reflect like to who you are ပေါ့နော် like deep down inside ဒီရဲ့အထဲမှာကိုတကယ်ဘယ်လိုလူဖြစ်ချင်တာလဲဘယ်လိုမျိုးကြီးထွားချင်လာတာလဲဆိုတာကိုပို့ပြီးတော့မှပုံသွင်းပေးရလို့မြင်ကတော့မြင်လာတယ်ပေါ့နော်ဒီရဲ့နောက်ပိုင်းပြီးတော့အရင်အရေးကြီးတဲ့အရာတစ်ခုရှိတာကဒီအောင်မြင်တဲ့တော်တွေမှာလူတွေမယုံကြည်ရတဲ့အချက်တွေလည်းအများကြီးတွေ့လာမယ်ကိုပို့ပြီးတော့မှယုံကန်ရမယ့်အရာတွေလည်းရှိရပေါ့နော်ဆိုတော့မြင်ပြောစင်တာတော့စိတ်ကိုအရင်ကိုကိုယ်စိတ်ကိုနိုင်အောင်ထိန်းဖို့ပြောစင်တယ်ပေါ့နော်မြင်ဆိုလို့ရှိရင် like အလုံးမလောက်ဘူးဆိုလို့ရှိရင်ဒီစိတ်ကအရင်3 half ဖြစ်တယ်ငါဒီဟာကိုဒီကေရောလုံနိုင်ပါမလား like is it really deserve me to be that person or is this ဒါငါတော့မဟုတ်လောက်ပေါ့အဲ့လိုမျိုးတစ်ခါလေးလဲအဲ့လိုမျိုးရှောက်သွေးမိရပေါ့နော်ဒါပေမဲ့ဆုံးမှာတော့ကိုကအဲ့ဟာပဲဖြစ်ချင်တာလေနော်အဲ့ဟောဖြစ်အောင်လုပ်မယ်ဆိုရဲစိတ်ကတော့ရှိတယ်ဖြစ်အောင်လုပ်တဲ့ action တွေလည်းရှိတယ်ဆိုတော့တနေ့မဟုတ်တနေ့တော့ဖြစ်မှာပေါ့တော့ယုံကြည်ရပေါ့နော်ယုံကြည်ထားရမယ်ပေါ့နော် but ဒီရဲ့ loss ဒီရဲ့ shout နေတဲ့လမ်းမှာလည်းဟုတ်တယ်ခါလေးကြတော့လည်းအဲ့လိုမျိုးတက်စိတ်ကလည်းတက်လိုက်ကြလိုက်တွေ့ရှိရဆိုတော့လေ it's normal and it's okay လို့ပြောချင်တယ်ပြီးတော့များတော့အပြင်ကဒီ rejection ထိရာအရန်ခံရခက်တယ်ပေါ့နော်ဒီ rejection ထိရာလေဒီခါလေးပြန်စဉ်းစားကြည့်လို့ရှိရင်ကိုယ့်ရဲ့ preparation ကဘယ်လိုမျိုးရှိအောင်ပြီးတော့ကိုယ့်ရဲ့ confidence ကဘယ်လောက်ရှိအောင်ပြီးတော့ကိုယ့်ရဲ့ဒီရဲ့ကိုပြန်ပြီးတုံးတက်တဲ့အချိန်လို့မြင်ကတော့မြင်စေချင်တယ်ပေါ့နော် like ဟုတ်တယ်ကိုက reject မိရဆိုလို့ရှိရင်
it's not said that you are not meant to be for that things, but maybe it's just the timing of it. အရာကကိုတမတင်လျောဆိုတာလည်းမဖြစ်နိုင်ဘူးပေါ့နော်အချိန်အခုချိန်မှာအချိန်ကောင်းမဟုတ်သေးလို့ပဲမြင်စေချင်တယ်ပေါ့နော် like ကိုကအဲ့ရဖြစ်နေဆိုမှတော့ကိုအဲ့ဒီရဲ့အရာနဲ့ထိတွေ့ရမယ့်ဟာတွေကိုပို့ပြီးတော့မှလုပ်စေချင်တယ် like ကိုကဘယ်ဖက်မှာဘယ် requirements တွေထပ်လို့နေတော့ mental ပိုင်းလားဒီရဲ့ communication ပိုင်းလားဒါမှမဟုတ်ကိုရဲ့ past experience တွေလားဒါမှမဟုတ်ဒီအခုလက်ရှိ current situation တွေကြောင့်လား like မင်းဆိုလို့ရှိရင်အခုလုပ်ချင်တဲ့အလုပ်ကလုပ်ချင်တဲ့အလုပ်အတွက် scale တွေတော့ရှိနေပြီဒါ but appearance ပေါ့နော် appearance ကအရင်ကို confident မရှိနေတဲ့ပိုင်းကြောင့်မလို့တစ်ခါလေကိုရဲ့ဒီရဲ့ self doubt ပေါ့နော်တန်တရားရှိတဲ့ဟာကိုစွဲနေလို့ခံစားရတယ် like ကိုဖြစ်စနေရတာလားလေအဓိကလေဘယ်သူနဲ့ပဲတွေ့ကိုပြောနိုင်ရမယ်ကိုဘလောက်ဖြစ်စင်ကြောင်းကိုပေါ်ပြနိုင်ရမယ်အရင်အရေးကြီးရနော် communication ကတကယ်အရင်အရေးကြီးရလို့မြင်တော့မြင်တယ်ဒီနောက်ပိုင်းပေါ့နော်ကိုရဲ့ကြီးလာတဲ့ရှောက်မှာကိုဖြစ်စင်တဲ့အရာကို express ပြတတ်ဖို့အရင်အရေးကြီးရပေါ့နော်ပေါ်ပြတတ်ဖို့အရင်အရေးကြီးရ like လူတိုင်းကတော့ကိုအလုံးနဲ့ကိုရှုပ်နေရ but you have to tell some person you have to display your skill ပေါ့နော်ကိုရဲ့ skill တွေကို display လုပ်ပြမယ်ပေါ်ပြရမယ်ပေါ့နော်ဘာလို့ဆိုတော့ဒီအရင်အရေးကြီးတာမိနစ်2စက္ကန့်3စက္ကန့်နဲ့တင်ကိုလူတယောက်ကဆုံးဖြတ်သွားနိုင်တယ်ကိုရဲ့ life sentence ကိုလည်းသူတို့ပြောသွားနိုင်တယ် but however you can improve and you can make a preparation for it ဘာမှစိတ်ပူနေနဲ့ကိုလုံနိုင်တယ်ကိုဒီတစ်ခါရှုံးလဲနောက်တစ်ခါငါဖြစ်နိုင်တယ်ဆိုတဲ့စိတ်နဲ့ပဲသွားစီရှင်တယ် like and don't forget that we have so many ways to go there အဲ့ဒါမမေ့စေချင်ဘူးကိုကအဲ့ဟာဖြစ်နေဆိုလို့ရှိရင်ဒီ line ပဲမသွားနဲ့ပေါ့နော်ဒီရဲ့ land တစ်ကြောင်းတည်းပဲမသွားနဲ့သူ့ကိုသွားဖို့နီး line တွေအများကြီးရှိရဆိုတာကိုမမိစေချင်တယ်ပေါ့နော်တခါလေအဲ့လိုမျိုးတွေးစေချင်တယ်ပေါ့နော် it's not a formula ကဒီခုဖြစ်ဖို့ဒီရဲ့ land နဲ့ပဲလောက်ရမယ်ဆိုတာမျိုးမဟုတ်ဘူးကွာတခြား land တွေနဲ့လည်းတွေးကြည့်တခြား land တွေနဲ့လည်းဆုံးဖြတ်ကြည့်တခြား shoot down တွေနဲ့လည်းစဉ်းစားကြည့်အဲ့လိုမျိုးဆိုလို့ရှိရင်ကိုစိတ်ကိုပို့ပြီးတော့ mature stage လေရောက်လာမယ်ပြီးတော့ကိုယ့်ရဲ့ intelligent level ကိုယ့်ရဲ့ emotional intelligent levels အဲ့ဒါတွေကလည်းပို့ပြီးတော့မှတိုးတက်လာမယ်လို့တော့မြင်တယ်ဆိုတော့just let things of the progression it's just a normal stage and it's just a day or something that is we should be cheerful for ပေါ့နော်ဒီရဲ့ရှောက်တဲ့အလောက်ရှောက်ဒီလောက်ချင်တဲ့အရာလေးတွေလုံနေတဲ့အသွင်းကိုပျော့ပဲဖြတ်တန်းဆိုတာဟုတ်တယ်စူးစမ်းမှုတွေအကုန်လုံးတော့ရှိ preparation တွေရှိကိုလောက်ချင်တဲ့အရာတွေခြားတည်ပါနော်အဲ့ဒါပေမဲ့ like give full of your potential ကိုယ့်အရာအလုံးပြီးတရားရခိုင်တော့ကိုဒီရဲ့ hard work hard work smart both everything give it a try တကယ်ဖြစ်လာမယ်ဆိုတာကိုယုံကြည်ပြီးတော့အဓိကကတော့เนาะမင်းခုနအရင်အစတော့ပြောလို့မျိုးပဲကိုယ်စိတ်ကိုpreparation လုပ်ထားပေါ့เนาะ preparation လုပ်ထားဆိုတာကကိုဒီအရာကိုလုပ်နိုင်တယ်ဆိုတာလဲယုံကြည်တစ်ဖက်မှာလဲငါရှုံးနေတော့နိုင်တယ်ဆိုရဲစိတ်ကိုလဲထားစေချင်တယ်ပေါ့เนาะအဲ့ဒီရဲ့ preparation လာလုပ်ထားဖို့လိုတယ်ဘာလို့လဲဆိုလို့ရှိရင်you never know ကတခါလေ timing ကြောင့်တစ်ခုလည်းဖြစ်နိုင်တယ် maybe you're in a wrong position တခုမှခါလေပြောလို့မရလေကံကလည်းမကောင်းနေတဲ့အချိန်မျိုးလည်းဖြစ်နေနိုင်တယ်ဆိုတော့အဲ့ဒါမျိုးအဲ့လိုမျိုးပေါ့အစမပြေမအောင်မြင်နိုင်တဲ့ရာခိုင်နှုန်းရှိဆိုတာလည်းရှိတယ်ဆိုတာကိုသိထားစေချင်တယ်ပေါ့နော်but however the progress the trust your process ပေါ့နော်ကိုတွားနေတဲ့ process ကိုယုံကိုယုံကြည်ပို့ပြီးယုံကြည်ကိုပို့ပြီးမှမြင့်တင်ပေါ့နော်မင်းများတော့ယုံကြည်ရတဲ့နေ့စူးစမ်းတဲ့သူမှတော့ကတော့နေရာတစ်ခုကတော့အများတန်းရှိရဒါပေမဲ့ကိုစူးစမ်းနေတဲ့အရာကိုရောက်ချင်တဲ့နေရာကိုရောက်ဖို့တွန်းအားလည်းဖြစ်စေရပေါ့နော်တွန်းအားလည်းဖြစ်စေရပြီးတော့ကိုရောက်ချင်တဲ့နေရာကိုရောက်မယ်လို့တော့မေယုံကြည်စူးစမ်းနေတဲ့သူအတွက်ကတော့ဘာမှသူ့အတွက်လုံးဝမဖြစ်နိုင်ဘူးဆိုတာမရှိဘူးပေါ့နော် so don't give up on your dreams or things that you want to achieve
you can do it ပေါ့နော်မင်းအဲ့ဒါကိုပြောချင်တယ်ဒီတစ်ခါ podcast ကတော့เนาะဒီတစ်ခါ podcast ကတော့နည်းနည်းတော့အရင်တစ်ခါတည်းနဲ့နည်းနည်းကွဲပြားရမယ်ထင်တယ် but however အကယ်လို့နှစ်သက်တယ်ဆိုလို့ရှိရင်လည်းပြောပြပေးကြပါအောင်ပေါ့เนาะဆိုတော့မင်းလည်းစူးစမ်းနေရတူလို့မြင်တာပဲကိုပေါ့เนาะ so let's try hard our best and give it a try to all the things that we are doing and achieve the goals of ours because we never know ကျွန်တော်တို့မသိနိုင်ကိုဘယ်လိုဖြစ်လာမယ်ဆိုတာဆိုတော့ကိုအကောင်းဆုံးပဲလုပ်တဲ့နေ့တစ်နေ့အဲ့ဒါအကောင်းဆုံးလို့မြင်နေဆိုတော့ဒီထိနားထောင်ပေးရတော့တကယ်ကိုရင်ထဲကနေတကယ်ကိုကျေးဇူးအများကြီးတင်ပေါ့နော်ပြီးတော့မင်းပြောချင်တာကဒီရပ်ပိုင်းအဲ့လိုမျိုးနည်းနည်းလေးစမ်းမရေးတွေယူဆိုင်ဖို့မင်းပြောချင်တယ်ပေါ့နော်မိုးတွေလည်းရွာတာတွေလည်းအများကြီးတွေ့တယ်တချို့နေရာတွေအရန်ပူတာတွေလည်းရှိရဆိုတော့လေကိုယူဆိုင်ပါကိုချစ်ပါပြီးတော့ကိုနှစ်သက်တဲ့အရာလေးတွေကိုလုပ်ဖို့မင်းကတော့တွန်းအားပေးချင်တယ်ပေါ့နော်ဆိုတော့you can do it ပါမစေအားမြဲပါနဲ့လို့မင်းပြောချင်ပါတယ်ဆိုတော့ see you in the next podcast and thank you for listening